Hello ကျွန်မပြောထားတဲ့သုံးလုံးမပတ်လည် site လေးသူဆွဲကြမယ်နော်အခုကျွန်မကတော့သုံးလုံးမပတ်လည် site ထဲမှာကျွန်မတို့ဒီလို line ပေါ့နော် line main line လေးတစ်ခုဆွဲလိုက်တယ်ပေါ့နော်လိုက်ဆွဲမဲ့သူတွေကလည်းကျွန်မတိုင်းလိုက်မဆွဲနေပေါ့နော်ကိုယ့်ကိုစဉ်းစားပြီးတော့ line ကိုဘယ်လိုဖြတ်မလဲ base sound ဖြတ်မလားdown line ဖြတ်မလားကိုယ်စိတ်ကူးထဲမှာရှိတဲ့အတိုင်း line တစ် line ဆွဲပြီးဆွဲကြည့်ပေါ့နော်အခုပတ်တန်လေးတွေကလည်းဒီကို cycle လေးကျွန်မဆွဲထားတဲ့ line ထဲမှာကျွန်မ cycle လေးဖြည့်မယ်ပေါ့နော် cycle လေးဖြည့်မယ်ပြီးလို့ရှိရင် line နေပဲတူလားပြီးလို့ရှိရင်ကျွန်မဟို cuff line လေးလေလေးဖြည့်မယ်အရှိမဆွဲထားပြီးသားပတ်တန်နေပဲလေနော်လေးကိုဖြည့်မယ်ကို idea ရရင်ရကျွန်မတိုင်းတစ်ထည့်ဆွဲစရာမလိုဘူးအဲသုံးလက်မထဲမှာကို idea ရှင်းရှိသလိုကိုကကိုဟို3ကန်လေးပဲချဆွဲမြင်းဖြတ်ပဲဆွဲမြင်းဖြောင်းကိုတဲ့ပဲဆွဲပေါ့နော်အဲ့လိုမျိုးကိုကကိုပိုင်းခြားစိတ်ဖြာပြီးတော့ကိုဟိုနေ့ကကျွန်မသူလေ့ကျင့်ထားတဲ့ပတ်တန်လေးတွေကိုကိုစိတ်တိုင်းချထည့်ပေါ့နော်ကြားထဲမှာကျွန်မဟိုလေဖောက်ကလို့ဆိုရဲပတ်တန်တစ်ခုလဲကျွန်မတင်ထားပြီးရနော်အဲ့ဗီဒီယိုတွေ့လာအောင်ကြည့်ဦးနော်အဲ့ဗီဒီယိုကိုမတွေ့မှာဆိုလို့ကျွန်မဒီမှာနောက်တစ်ခေါက်ပြန်အဲ့ဒီဖောက်ကလို့ဆွဲတဲ့ပုံစံလေးကိုကျွန်မပြန်ဆွဲပြမယ်နော်အခုဒီပတ်တန်လေးတွေကိုကျွန်မအရင်ဖြည့်လိုက်မယ်ပေါ့နော်စဆွဲတဲ့အချိန်မှာတော့လေကျွန်မတော့အခုနောက်ပိုင်းကျွန်မကျတော့ဆွဲရလည်းရန်ချပြီဆိုတော့လေကျွန်မဘောပန်နဲ့တန်းဆွဲနိုင်တယ်ပေါ့နော်ပန်နဲ့တန်းဆွဲနိုင်တယ်အခုမှစဆွဲရဖြစ်တဲ့အတွက်ကျွန်မဒီခဲရလေးနဲ့ပဲအရင်ဆုံး sketch အရင်ချပြတာပေါ့နော်ကိုစိတ်တိုင်းချပုံဖြစ်ဖို့အတွက်ခဲနဲ့ပဲအရင်လုပ်ပြတာပေါ့နော်ကဲကျွမ်းတော့ပြီဆိုရင်တော့အုံတော့ဒီမှာပတ်တန်တွေများလာပြီကိုဆွဲနိုင်ပြီဆိုရင်တော့ဒီဘောပန်နဲ့လက်တန်းတစ်ခါဆွဲလို့ရတယ်ပေါ့နော်အခုကျွန်မဆွဲရဆိုတော့မင်းဆွဲပြထားတဲ့ပတ်တန်တွေပဲပေါ့နော်အတစ်တစ်ခုပါလာမှာကဟိုတနေ့ကကျွန်မတီးတန့်တင်ထားပေးတဲ့ folk close ဆိုတဲ့ပတ်တန်တစ်ခုလေးပေါ့နော်ဘာလို့ဆိုတော့နည်းနည်းလေးစီကားတော့အောင်ပေါ့နော်နည်းနည်းလေးစီလို့လာတော့အဲ့ပတ်တန်အရန်လာတယ်အခုကျွန်မဆွဲပြမယ်နော်လွယ်လေးပဲနော်သူမြင်းလေးတွေကွေးမယ်ပြီးလို့ရှိရင်အသေးပုံစံလေးဆောက်ဝိုင်းလေးဝိုင်းမယ်လွယ်လေးပဲအဲ့ဒါကိုလိုချင်တဲ့အနေထားကြိုက်သလိုဆွဲလို့ရတယ်ပုံသေးဒီတိုင်းပဲဆွဲစရာမလိုဘူးနော်ကိုလိုချင်တဲ့အနေထားကိုလိုချင်တဲ့ shape တိုင်းကိုကြိုက်တယ်လို့ဆွဲလို့ရပါတော့အခုကျွန်မဒီနေရာမှာအဲ့ဒီပတ်တန်လေးကိုထည့်ချင်လို့ပေါ့နော်အကြောင်းဂျာညက်ဒီစက်တကန်ပတ်တန်လေးတစ်ခုဖြစ်တဲ့ folk close ဆိုတဲ့ဟာလေးကိုကျွန်မဂျာညက်တဲ့ဆွဲပြလိုက်တယ်ပေါ့နော်အခုကျွန်မဒီနားလေးမှာထည့်ချင်လို့ပေါ့နော်လိုက်ဆွဲသူတွေကလည်းကျွန်မခဏပြောသလိုပဲကျွန်မတိုင်းလည်းမဆွဲနဲ့ကို idea ချကိုဘယ်လိုဖြတ်မလဲခွက်ချမ်းစိတ်ဖြာပြီးတော့အကုန်ထည့်ပြီးဆွဲပေါ့နော်ဒီသုံးလုံးမပတ်လည်းအပြည့်ထဲမှာဆွဲမယ်နော်အဲဆိုရင်ဒီပုံလေးပြီးတော့ရင်ဆိုရင်ကိုပိုင်ပုံတစ်ပုံရပြီလေနော်အရန်ပျော်စရာကောင်းလာလိမ့်မယ်ဆွဲနေပြီနော်အခုဒါကတော့ကျွန်မဒီနေ့ကတော့ကျွန်မဟိုခဲရလေးနဲ့အရင်ဆုံး sketch ချပြပါဘောနော်ဘာလို့ဆိုအခုမှစဆွဲမှဖြစ်တဲ့အတွက်ကြောင့်လေနော်အမားယူနေပါဖြစ်တာတွေစိတ်တိုင်းကြဖြစ်တာပါမှာဆိုလို့ပေါ့နော်မနေ့ပြန်ကြလို့ရှိရင်ကျွန်မမြင်ဖြစ်ရလေးတဲ့ဗီဒီယိုလေးတွေလွတ်ထားပေးရနော်ကျွန်မမနေ့ပြန်တင်ပေးပါမယ်လို့နော်ဒီဗီဒီယိုလေးနဲ့တင်တော့ကြတဲ့အတွက် sorry နော်ဘာလို့မနေ့ကတင်ပေးမယ်ဆိုပြီးတော့လေးတောက်လျှောက်မအားနေရနဲ့အခုမှတင်ပေးဖြစ်တာပါလို့ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေနော်လိုက်ဆွဲကြည့်ပါကျေးဇူးတင်ပါတယ်